မငရအာမင်္ဂလာပါရှင်ဒီနေ့ကတော့ခိုင်ဝက်ပေါင်စွပ်ပြောလာချက်စားပြမှာဖြစ်ပါတယ်ဝက်ပေါင်ကိုဈေးတဲ့ခါကျရင်စားလေးနဲ့ထည့်ပြီးစင်အောင်စင်ကြောလိုက်မှာဖြစ်ပါတယ်အခုဝက်ပေါင်စွပ်ပြောတယ်မှာပါဝင်တဲ့ပစ္စည်းကပေါ့နော်ခိုင်ဗီဒီယိုရိုက်ပြရတဲ့အတိုင်းပေါ့နော်နေမကောင်းကတွင်းပြက်နေတဲ့သူတွေပေါ့နော်ဒီဝက်ပေါင်စွပ်ပြောလေးကိုလိုက်ချက်စားကြည့်ပါနော်ဟင်းရီကအရသာချစ်ချင်းဆက်ငန်နဲ့အရန်ကိုတောက်လို့ကောင်းဝက်ပေါင်စွပ်ပြောချက်ပေါ်ပစ္စည်းရဲ့အစင်ဒီဖြစ်ပြီးဆိုတော့ခိုင်တို့ရည်နွေးတတ်တယ်မှာဖြစ်ပါတယ်ခဏပပလီလာတဲ့အတီးရွယ်တဲ့ထဲမှာဖြစ်ပါတယ်အဖုံးလေးပိတ်ပြီးရေစုအောင်တင်လိုက်မှာပေါ့ရေစုတဲ့ခါကျမှဝက်ပေါင်ထည့်လိုက်ရင်အညင်နဲ့လည်းမရတော့ဘူးဝက်ပေါင်တဲရတဲ့အချိန်မှာခိုင်တို့ငရုတ်တီ6ကိုလှလော်မှာဖြစ်ပါတယ်လှော်ရတဲ့ငရုတ်တီ6လေးရပြီဆိုတော့ခိုင်တို့နည်းနည်းထောင်းလိုက်မှာဖြစ်ပါတယ်တအားကြီးတော့မပေးညံ့နဲ့တဲရတဲ့ဝက်ပေါင်စုလာပြီဆိုရင်ခိုင်တို့အပေါ်ကအမြုပ်လေးခတ်ထုတ်ပေးရမှာဖြစ်ပါတယ်အညင်နဲ့မရအောင်ပေါ့နော်ဝက်ပေါင်ဟင်းရည်တဲ့ရတာကောင်းတကြားချိုးမောက်စားလေးထဲမှာဝက်ပေါင်မကြက်ခင်မိနစ်30အလိုမှာထောင်းတဲ့ငရုတ်တီစိမ်းကိုထည့်ပေးရမှာဖြစ်ကဲချက်ထားတဲ့ဝက်ပေါင်စွပ်ပြောက်ရပြီဆိုတော့ခိုင်တို့ပကံနဲ့ထည့်ပြီးနောက်ဆုံးတမယာရေရှမ်းနဲ့နံပင်လှော်ရတဲ့ငရုတ်တီ6ကိုပေါ့နော်ပြန်ထည့်ပေးရမှာဖြစ်ပါတယ်ရှမ်းနဲ့နံပင်အနက်လေးမမွေးချင်းငံဆက်အရသာကောင်းတဲ့ဝက်ပေါင်စွပ်ပြောက်ချက်နီးလေးတစ်မျိုးရပါပြီရှင်မင်္ဂလာမင်္ဂလာပါဝက်ပေါင်စွပ်ပြောက်ပေါ့နော်ဒီနေ့ချက်ကောင်းရပါစားကြအောင်တကယ်ကြီးလေ